အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 17သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်အဲ့ဒီနူရတီတုန်းကတောက်ပနေကြတဲ့နေ့ရက်လေးအကြောင်းကျွန်တော်ပြန်ပြီးတော့စဉ်းစားနေတော့ပါအခန်းတစ်ခုလုံးမီးရောင်နေလင်းလက်သွားသလိုမျိုးအဲ့ဒီနေ့ကခန်းစားလိုက်ရတာညင်သားတဲ့လေပြေလေးညင်းလေးတွေကသူ့ရဲ့ဆန်ရွယ်လေးတွေကိုတိုက်ခတ်သွားနေပါတယ်။အဲ့ဒီနေအောင်ချီနဲ့လေပြေလေးညင်းလေးတွေကပိတ်လောင်ထားခဲ့တာကတော့ကျွန်တော်ရဲ့ချစ်ရတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီနွေရာသီတုန်းကရောကျွန်တော်အဲ့ဒီနွေရာသီနောက်ပိုင်းနေမှာရောပင်လယ်ပြားလိုမျိုးမျက်လုံးလဲလဲလေးတွေကိုကျွန်တော်တန်ဖိုးထားခဲ့ရတာပေါ့။ဟုတ်ပါတယ်ကျွန်တော်ချစ်မိနေတာပါ။နက်နက်ဆိုင်ဆိုင်ကိုချစ်မိနေတာပါ။ချက်ကီနဲ့ကျွန်တော်တို့ကလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုမျှဝေခန်းစားခဲ့ကြပါတယ်။ကျွန်တော်တို့နှစ်ယောက်ချားထဲမှာခွဲခွာခြင်းဆိုတဲ့အရာမျိုးကဘယ်တော့မှရှောင်းမလာဘူးလို့ကျွန်တော်ယုံကြည်ထားခဲ့တာပေါ့ဟေးမင်္ဂလာပါကျွန်တော်ကတော့ Emory လို့ခေါ်ပါတယ် romantic ဆန်လို့လာတဲ့ကျွန်တော်ရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ပရိသတ်တို့က channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော် Jackie နဲ့ကျွန်တော်တို့ကအန်အိုးဖို့ကောင်းလောက်တဲ့စုံတွဲတွေဖြစ်ခဲ့ကြပါတယ်အထက်တန်းကျောင်းကလေးကကျွန်တော်တို့ကချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးတော့ကောလိပ်တက်တဲ့အချိန်ထိပေါ့ကောလိပ်တက်ဖို့ဖြစ်လာတဲ့အချိန်မှာတော့ကျွန်တော်တို့မျိုးသစ်တွေကိုပြောင်းပြီးတော့တက်ခဲ့ရပါတယ်မတူညီတဲ့တက္ကသိုလ်အသီးသီးကိုတက်ခဲ့ရတာကြောင့်ကျွန်တော်တို့ခဏတာဝေးကွာသွားခဲ့တာပေါ့ကျွန်တော်ကတော့စီးပွားရေးပညာကိုသင်ကြားနေပြီးတော့ဂျက်ကီကတော့ဆရာဝန်တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ထားပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်တို့နှစ်ယောက်ကတယောက်ကိုတယောက်အချိန်ပေးတာနေပါလာခဲ့တယ်ဒါပေမဲ့အခွင့်အရေးရတဲ့အချိန်တိုင်းမှာတော့ကျွန်တော်တို့တွေးပြအောင်တွေးကြပါတယ်အချိန်ကြာလာတဲ့နဲ့အမျှဒေးလောက်တာနဲ့ညစာစားတာတွေကိုကျွန်တော်တယောက်ပဲလုပ်ရတယ်လို့ခံစားလာရတယ်သူ့ရဲ့လောက်ကတခြားသူတွေအတွက်ကတင်ရပြီးတော့အချိန်ပြည့်လောက်ရတဲ့အလုပ်မျိုးဆိုတာကျွန်တော်နားလည်ပါတယ်ကျွန်တော်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝိုင်းနေနေဖို့အချိန်မရှိတာကြောင့်ကျွန်တော်တို့နှစ်ယောက်ချားထဲမှာအရှာအလုပ်အစီပြေသွားလိမ့်မယ်လို့ပဲတွေးထားခဲ့ပါတယ်။ဒါပေမဲ့တရက်ကြာတော့မတော်တဆလေးတစ်ခုဖြစ်လာတယ်။အိုးစောင့်ပါအောင်။အမလီဒီလူကငါ့ကိုလာပြီးလန့်သွားအောင်လုပ်နေရပဲ။သူကတော့ Henry လို့ခေါ်ပါတယ်။ကျွန်တော်ရဲ့လုပ်ဖော်ကိုင်မဲ့တယောက်ပါ။ကျွန်တော်အခုလုပ်နေတဲ့ကုမ္ပဏီမှာအမြင်ကတ်ဆုံသူတယောက်လို့လည်းပြောလို့ရပါတယ်။သူကလည်းကျွန်တော်ကိုဆိုရင်ကြည့်ရတဲ့ပုံမပေါ်ပါဘူး။ကျွန်တော်ဘာအတွက်ကြောင့်သူ့ကိုမောင်းရတယ်လဲဆိုတာပြိတ္တတို့ကိုပြပြအောင်မယ်နော်တတိကအခုလိုမျိုးအရေးကြီးတဲ့အလုပ်ကိုကျွန်တော်ကိုလွှဲအပ်လိမ့်မယ်လို့မထင်ထားဘူးဗျာကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါမယ်မင်းကလုပ်နိုင်မယ်လို့ငါကယုံကြည်ပြီးသားပါကွာမင်းရဲ့စွမ်းရည်ကိုလည်းငါမြင်ခဲ့တာပဲကိုဟုတ်ပြီကွာဒါကငါအရာတူးထုတ်ဖို့အတွက်ငါအတွက်အခွင့်အရေးကောင်းမယ်ကျွန်တော်ဒီ project ကိုစိတ်အားထက်သန်စွာနဲ့အောင်မြင်အောင်ဆောင်ရွက်မှာဖြစ်ပါတယ် project အောင်မြင်ရေးအတွက်ကျွန်တော်အလုပ်ကိုပဲခေါင်းစိုက်ပြီးတော့အသက်ကုန်စူးစမ်းခဲ့တာပေါ့ဟုတ်ပြီကွာနောက်ဆုံးတော့ငါရဲ့ project အပြီးသတ်နိုင်ပြီမန်နေဂျာကသဘောကျဖို့ပဲကြံတော့တယ်ကျွန်တော် project ကိုတင်ပြလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့နားကျင်စရာတစ်ခုဖြစ်သွားတယ်ဗျာငါ project ကိုလေ့လာပြီးပါပြီ Amory တော်လဲတော်ပါတယ်မင်းအလုပ်လည်းစူးစမ်းခဲ့တယ်ဒါပေမဲ့အခုချိန်ကစပြီးတော့တခြားတစ်ယောက်ကမင်းရဲ့ project ကိုလက်ယူသွားလိမ့်မယ်နော်ဆရာပါပြောချင်တာလဲကျွန်တော်သိချင်မသိဘူးဆရာဒါပေမဲ့ဒီ project ကိုအစကတည်းကကျွန်တော်ကပဲလုပ်ခဲ့တာမဟုတ်ဘူးလားကျွန်တော်ပဲဆက်လုပ်သွားရင်ပို့ပြီးတော့ကောင်းမယ်လို့မထင်ဘူးလားဒါပေမဲ့အခုလာမဲ့တယောက်ကမင်းထပ်ပို့ပြီးတော့လုံနိုင်တဲ့အရေးချင်းရှိရဲဆိုတာငါယုံကြည်လို့ပါသူက idea စမ်းသစ်ပြီးတော့ပို့ပြီးတော့ကောင်းကောင်းလုပ်နိုင်တယ်လို့ငါကြားထားတယ်သူကတော့မင်းဘေးကတယောက်ပဲလေနှုတ်ဆက်လိုက်ပါဦး Henry လို့ခေါ်တယ်သူကတော်ပြီးတော့လည်းထက်မြက်တယ်ဘာဒီလူကငါရဲ့ project ကိုကြတော့လူယူသွားပြီးတော့ဘာမှမဖြစ်တယ်လို့မျိုးဒီတိုင်းနားထောင်နေနိုင်တယ်ပေါ့ကောင်းပြီလေကျွန်တော်ရဲ့စူးစမ်းအထောက်မှုတွေကိုခမားပဲဆက်ပြီးတော့ကောင်းကောင်းလုပ်ဆောင်လိုက်ပါတော့ကောင်းပြီလေကြည့်ကြသေးတာပေါ့တခြားသူရဲ့အောင်မြင်မှုကိုခိုးယူခြင်းတဲ့သူကဘယ်တော့မှကောင်းစားမှာမဟုတ်ဘူး။ဒါတော့မှဝမ်းသာနေသေးတာပေါ့။ငါရဲ့ထင်မြင်ချက်ကိုဒီတိုင်းလေးပဲပြလိုက်တာပါ။အဲ့ဒါကိုမန်နေဂျာကသဘောကျသွားတာဆိုတော့ငါလည်းမတတ်နိုင်ဘူးလေ။ဒါဆိုမတက်တာပဲနဲ့ဒီအခွင့်အရေးကရောက်လာတယ်လို့ပြောချင်တာလား။မဟုတ်ပါဘူး။ခမည်းဒီ project ကိုလက်မခံနိုင်နဲ့ဆိုတဲ့အကြောင်းကိုတော့မှနည်းနည်းလေးမှမပြောခဲ့ဘူးမလား။ဒါဆိုရင်လည်းမင်းကသူ့ဘာဖြစ်လို့မဆန့်ကျင်တာလဲ။ဘာလဲမင်းကမင်းကိုမင်းဘလောက်အဆန်းစားရှိရဲဆိုတာကိုပြန်ပြီးမရှင်းပြနိုင်လောက်အောင်ထိတက်တီကြောင်နေရလားခမည်းကမှတခြားသူရဲ့စူးစမ်းမှုကိုအသင့်လေးခုခတ်ပြီးတော့ခုတ်ယူသွားခဲ့ရတဲ့သူပဲငါဒီမှာမင်းတို့တက်တီကြောင်တဲ့သူမျိုးနဲ့အငင်းပွားနေဖို့အတွက်အချိန်မရှိဘူးမင်းရဲ့အားနည်းချက်ကြောင့်တခြားသူလက်ထဲပါသွားရတာကိုသင်ခန်းစာယူပြီးတော့တခြား project တွေကိုပဲရအောင်လို့စူးစမ်းသမ်းပါတော့ဘလို့တော့မရင်လိုက်တဲ့ကောင်လဲပရိသတ်တို့ရောအဲ့ဒီတယောက်ကဘလောက်အကျင့်ရုပ်တဲ့ဆိုတာတွေ့ကြပြီမလားဒီလောက်နဲ့လည်းရမ်းမသွားပါဘူး
တရက်ကျတော့အားလုံးပြန်သွားတဲ့အချိန်မှာကျွန်တော်နောက်ကျပြီးတော့ကြံနေခဲ့တယ်ဟန်နရီကကုမ္ပဏီကကောင်လေးတယောက်နဲ့နန်းနေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်ဘယ်လိုတော့လဲရုံးကနေမှဒီလိုမျိုးလာပြီးတော့ဖြစ်ပြန်နေရသလားထားလိုက်ပါတော့ငါအလုံးမမဟုတ်တာဒါပေမဲ့ကျွန်တော်အံ့ဩသွားတာကနောက်တစ်နေ့မှလည်းအဲ့ဒီအချိန်အဲ့ဒီနေရာမှာတခြားကောင်မလေးတယောက်နဲ့နန်းနေတာပါဟာတကယ်ကိုစိတ်ပြက်ဖို့ကောင်းလိုက်တာတကယ်ကို playboy ဆိုတာသိတာတယ်ဒါပေမဲ့ကျွန်တော်တို့တွေကကျွန်တော်တို့မုန်းတဲ့အရာတွေနဲ့ခဏခဏစုံစည်းရတတ်တယ်မလား project ကိုစပြီးအကောင့်ထဲပေါ်တဲ့နေရာမှာကျွန်တော်သူနဲ့တသိန်းနဲ့ကြားခဲ့ပါတယ်ကန်ချမကငါတို့နှစ်ယောက်ကိုဖန်တီးပေးလိုက်တာပဲဟုတ်တယ်မလားအင်းပေါ်လေကျွန်တော်အဆွမ်းစားဘယ်လောက်ရှိတယ်ဆိုတာကိုခမားမြင်သွားအောင်လို့ကန်ချမကဖန်တီးပေးလိုက်တာညီမအင်းပေါ်လေမင်းပြောတာဖြစ်နိုင်ပါတယ်ငါကမင်းထင်တယ်လို့မဟုတ်ဘူးဆိုတာကိုလည်းမင်းလည်းတင်းနေကြသိမှာပါဒီလူကကျွန်တော်ကိုယူချင်အောင်လာလုပ်နေရပဲတယောက်နဲ့တယောက်နဲ့ကူညီပြီးတော့တူတူလုပ်ကြတာပေါ့ကျွန်တော်တော့တကယ်ကိုရှက်စရာပဲကျွန်တော်လည်းခမရကျွန်တော်ကူညီမလို့မျှော်လင့်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့နှစ်ယောက်ကရန်ကိုရင်းနှီးကြတဲ့လုပ်ဖို့ကိုင်းဘက်တွေလိုမျိုးတယောက်နဲ့တယောက်နဲ့ project ကိုတွဲပြီးတော့လုပ်ခဲ့ပါတယ်မင်းဒီပုံလေးကိုငါအတွက်ဖတ်ပေးလို့ရမလားအမေရီတကယ်လားခမရကျုပ်ကိုလာနောက်နေရလားစာထဲမှာရေးထားတာကကျွန်တော်ကအာလူးနဲ့တူတယ်တဲ့ဒါကိုကျွန်တော်ကဖတ်ပြစရာလားဒီလိုနဲ့ပဲကျွန်တော်တို့နှစ်ယောက်ကတဖြည်းဖြည်းချင်းပြိုင်ဘက်တွေဖြစ်လာခဲ့ပါတယ်သူကျွန်တော်ကိုကြောတက်သွားမဲ့အဖြစ်မျိုးတော့ကျွန်တော်လုံးဝအဖြစ်ကမှမဟုတ်ပါဘူးဝိုးအမေရီမင်းကဒီနေ့စောသားပဲနော်ဒါပေမဲ့ငါထက်တော့နောက်ကျနေသေးတယ်ဒီကောင်အားလုံးပဲကုမ္ပဏီရဲ့ထုတ်ကုန်အသစ်အတွက် promotion ဘယ်လိုလုပ်မလဲဆိုတာကို idea လေးတွေပေးကြပါငါအကြံပေးချင်တာကတော့သူပြောကန်ဒီကျွန်တော်သူ့ပါဇက်ကိုပိတ်ထားလိုက်တယ်ကျွန်တော်ကတော့ shopping center တွေနဲ့ supermarket ဒီမှာအရင်ဦးဆုံးအထုတ်ကုန်အသစ်ကိုတင်သွင်းချင်ပါတယ်ဒီနည်းလက်ကပဲ customer တွေနဲ့ပို့ပြီးတော့နီးနီးကက်ကနဲ့အမြန်ဆုံးရောက်နိုင်မယ်နည်းလမ်းမဟုတ်လားအဲ့ဒါကောင်းတယ်လေအမိုရီရဲ့အရင်ဦးဆုံး Harmony Plaza နဲ့စကြမလားမြို့ထဲနားမှာဆိုတော့အရန်နေတာပဲလေဒါဆိုအဲ့ဒီ shopping center တွေကိုသွားဖို့အတွက် Emory နဲ့ Henry ကိုပဲတာဝန်ပေးလိုက်ရင်ကောင်းမလားဘာဒီလိုနဲ့ကျွန်တော်တို့ shopping center ရောက်လာကြတယ်ဟမ်မင်းကျေးဇူးကြောင့်နဲ့ငါတို့အခုလိုမျိုးအတူတူလုပ်နေရတယ်တော်လိုက်စမ်းပါငါရဲ့ idea ကိုအားလုံးကချီးကျူးနေကြတာပဲလေငါလိုစွမ်းရည်ရှိတဲ့သူမျိုးကိုမင်းကပါအတူတူချီးကျူးပေးတင်တာဒါပေမဲ့မင်းကတတိကြောင်နေတော့မလေမင်းနားမှာငါလိုမျိုးရှိနေတာကမင်းအတွက်ကာဘာလုပ်ပေးသလိုဖြစ်နေတာအေးမင်းပြောနေတဲ့တတိကြောင်နဲ့ကောင်းဆိုတာက customer တွေကိုမင်းထွက်ပို့ပြီးတော့ဆွတ်ဆောင်နိုင်တယ်ဟမ်ဒါဆိုရင်လောင်းကြမလားမြေပါအောင်အလောင်းစားလုပ်နေကြမဲ့အစားမင်းတို့နှစ်ကောင်စလုံးကိုဒီကမောင်းထွက်လိုက်တာပိုကောင်းမလားနောက်နေ့မှာတော့နေရာတွေကိုရှောက်သွားနေရတဲ့အတွက်ကျွန်တော်အရန်ပင်ပန်းနေခဲ့ပါတယ်လူကအရန်ကိုပြစ်လဲပြစ်ချင်နေတယ်ပခုံးတွေကလည်းညောင်းကိုက်နေတာပဲရှယ်တရဲ့အမျိုးသမီးတယောက်ကကျွန်တော်ရဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်နေပါအောင်မင်းကထုတ်ကုန်အစ်စ်ကိုရောင်းနေတဲ့ကောင်လေးမဟုတ်လားဟုတ်ကဲ့ကျွန်တော်ရဲ့ထုတ်ကုန်အကြောင်းရှင်းပြပေးချင်ပါတယ်နေစမ်းပါအောင်မင်းတို့ကဒီလိုမျိုးအရေးသွင်းညံပြင်းတဲ့ထုတ်ကုန်ကိုဘာဖြစ်လို့ထုတ်နေရတာလဲမင်းတို့ကုမ္ပဏီကိုငါချက်ချင်းတရားစွဲပစ်မယ်နေပါအောင်စိတ်ကိုအေးအေးထားပြီးတော့ဒီ product ကိုဘယ်ကဝယ်ခဲ့ရလဲဆိုတာပြပြပေးပါလားငါ online ကနေဝယ်ခဲ့တာဒါပေမဲ့ဒီ product ကမင်းတို့ကုမ္ပဏီက product ပဲမဟုတ်ဘူးလားလက်ရှိမှာတော့ကျွန်တော်တို့ကုမ္ပဏီက online ကနေ product တွေကိုရောင်းထားခြင်းမရှိသေးပါဘူး supermarket တွေနဲ့ shopping mall တွေမှာပဲရောင်းနေရပါဒါဆိုရင်ကြည့်ရတာခမားမှားပြီးတော့ဝယ်ခဲ့တာမျိုးဖြစ်လိမ့်မယ်နော်အမျိုးသမီးကဒေါသတွေထွက်ပြီးတော့သူ့လက်ထက်ကပလင်းကိုကောက်ပတ်ပစ်လိုက်ပါတယ်ဟမ်ဘယ်လိုတော့မကောင်းတဲ့ကောင်တွေလဲထုတ်ကုန်တွေကိုလိမ်ပြီးတော့ရောင်းနေတဲ့အပြင်တာဝန်ယူမှုကပါမရှိသေးဘူးအဲ့ဒီအမျိုးသမီးကဒေါသထွက်ပြီးတော့ကျွန်တော်ကိုလှမ်းပြီးရိုင်းမလို့လုပ်တဲ့အချိန်မှာဟန်နရီအရှိကနေဝင်တားလိုက်ပါတယ်ကျွန်တော်တို့ကုမ္ပဏီကတခြားဘယ်ကမှမသိတဲ့ product တစ်ခုကိုဝယ်ပြီးတော့ဖြစ်လာတဲ့အကျိုးရလဒ်တွေကိုတာဝန်ယူပေးနိုင်တာမျိုးမရှိပါဘူးအဲ့ဒါကြောင့်ဒီမှာလာပြီးတော့ပြဿနာမရှာနေပါနဲ့တော့ဘာလို့လို့ကတော့ခမ ्या ကိုကျွန်တော်တို့လုံချိုရေးကော်ပီဆွဲထုတ်ခိုင်းရလိမ့်မယ်ဒီတော့မှဟန်နရီကကျွန်တော်ကိုလက်ဆွဲပြီးတော့ခေါ်သွားခဲ့ပါတယ်အဲ့ဒီအမျိုးသမီးလည်းဒေါသတွေထွက်ပြီးတော့ကြမ်းရစ်နေခဲ့ပါတယ်ဟန်နရီခုနကကိစ္စနဲ့ပတ်သက်ပြီးတော့ငါမင်းကိုကျေးဇူးတင်ပါတယ်မင်းသာမရှိနေဘူးဆိုရင်တော့ငါဘယ်လိုဖြေရှင်းရမလဲသိမှာမဟုတ်ဘူးကျေးဇူးတင်ဖို့မလိုပါဘူးအဲ့ဒါကမင်းအမှမဟုတ်တာကြောင့်မင်းကကြောက်နေဖို့မမလိုတာဘာဖြစ်လို့မင်းကသူပြောနေတာကိုငြင်းခံနေရလဲပြန်ပြောမလို့ပါပဲဒါပေမဲ့ तू ကအရန်စိတ်ဆိုးနေတာ तू ဟာဒီထက်ပိုပြီးတော့ပြဿနာရှာနိုင်နေတယ်လို့ကျွန်တော်လည်းအေးဆေးပဲပြန်ပြောနေတာရှက်ပါတယ်မင်းပခုတ်နေချီရတာအရန်ညောင်းနေတဲ့ပုံပဲနော်ဒီတိုင်းပဲနားလိုက်ပါတော့ကိုပြန်ပြီးတော့ queue ဆိုင်တဲ့အချိန်မဲလို့ငါထင်တယ်ဒီလိုပြောပြီးတော့ Henry ထွက်သွားပါတယ်ဘာလဲဟာ
ရုတ်တရက်ကြီးသူကညင်ညင်တတစကားတွေပြောပြီးတော့ငါပခုံးနေပင်မဲနေတာကိုတတိထားမိတာပါလားသူကအမြဲတမ်းဒီလိုပဲလားအဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တို့နှစ်ယောက်ချားထဲမှာနေရခတ်တဲ့အချိန်မျိုးတွေဖြစ်လာခဲ့ပါတယ်တရက်တုန်းကဆိုရင်ဓာတ်လေကားထဲမှာလူတွေအရန်ချက်ပြီးတော့သူနဲ့ကျွန်တော်နီးနီးကပ်ကပ်ရှိနေကြတယ် Oops sorry ရှားပါတယ်သိပါပြီကျွန်တော်တို့မျက်နှာတွေကအရန်ကိုနီးကပ်နေပြီနည်းနည်းလေးထပ်ပြီးရှေ့တိုးလိုက်တာနဲ့နှာခမ်းချင်းကထိနေတော့မှာအဲ့ဒီအချိန်မှာကျွန်တော်ရှင်ကုန်တန်နေမြင်ပြီးတော့ဇောချူတွေပါပြန်လာခဲ့တယ်ဟာဘာဖြစ်လို့ငါပါးတွေကပါနီနေရတာလဲမရအောင်နော်မင်းတို့မကြွေရဘူးအမ်မိုရီမင်းတို့မကြိုက်နဲ့တရက်ကျတော့အလုပ်များနေတဲ့ချက်မှာပဲကျွန်တော်အပြင်းထန်ဖျားလာခဲ့ပါတယ်ဟာငါအရှမ်းပင်ပန်းနေပြီခေါင်းတွေကလည်းမူးလိုက်တာကျွန်တော်စပွဲလေးမှာပဲခြေတိုင်းအိပ်ပျော်သွားခဲ့ပါတယ်အမ်မိုရီမင်းရှင်ပြည့်လားအမ်မိုရီကျွန်တော်အိမ်မှာလားဟန်နရီခမ ्या ကရောဘာလို့ဒီကိုရောက်နေရလဲမင်းမေလေသွားလို့ငါမင်းကိုခေါ်လာပေးတာလေတကယ်လားကျေးဇူးတင်ပါတယ်ဟန်နရီကျွန်တော်ပြောတယ်ဒီလိုမျိုးကျွန်တော်ခရူးဆိုင်မခံရတာရန်ကိုကြားနေပြီလေရုတ်တရက်ကျွန်တော်သူ့ဘားပြင်လေးကိုနမ်းမိလိုက်ပါတယ်ပြီးတော့ကျွန်တော်ချက်ချင်းပဲပြန်ပြီးတော့အိပ်ပျော်သွားခဲ့တာပေါ့သူကအသားအရာလေးပဲကျွန်တော်ခေါင်းလေးကိုကိုင်းပြီးအိပ်ရာပေါ်ပြန်ချထားပေးလိုက်ပါတယ်ပင်မလုံးနဲ့ကျွန်တော်ဘယ်နှစ်နာရီလောက်အိပ်ပျော်သွားပြီလဲဆိုတာကိုယ့်ကိုယ်တော့မသိလိုက်ပါဘူးနောက်နေ့ကျတော့ကျွန်တော်အိပ်ရာထဲမှာနူးလာတာကျွန်တော်တယောက်တည်းပဲရှိတော့တယ်ခေါင်းတွေကအရှမ်းကိုက်နေပြီးတော့ဘာတွေဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားလို့မရတဲ့အထိပဲဒါပေမဲ့ဟန်နရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အိမ်မက်ခဲ့တယ်လို့ထင်တယ်တကားဖွင့်တဲ့အတန်ခြေထောက်ဆိုပြီးကြားလိုက်တာကြောင့်ကျွန်တော်အောက်ထပ်ကိုအိတ်ချင်မှုတူနဲ့ဆင်းလာခဲ့ပါတယ်ချက်ကီမင်းပြန်လာပြီလားပြန်လာပြီလေဒါပေမဲ့ဘာစားတော့မှအစင်သစ်ပြင်မထားဘူးပဲ sorry ပါငါလည်းနေမကောင်းဖြစ်နေတော့အဲ့ဒီဘက်ကိုမလုံနိုင်ဖြစ်သွားတာအခုချက်ချင်းသွားချလိုက်မယ်နော်မင်းအလုပ်ကတညာလုံးတစ်နေ့လုံးငါ့လိုမျိုးအလုပ်လုပ်နေရတဲ့သူမဟုတ်ဘူးလေအဲ့ဒါကိုတော့မှမင်းကဖျားနေသေးတယ်ပေါ့ငါရှိမှဖျားရလို့စင်ကြေးပေးပြီးတော့နောက်ွယ်မှာလှုပ်ချင်နိုင်နေမလုပ်နေဖို့တော်တော်မျှော်လင့်ပါတယ်မဟုတ်ပါဘူးအဲ့ဒီလိုမတွေးပါနဲ့ဒါဆိုလည်းအခုချက်ချင်းထမင်းပူသွားပြင်ပေးလိုက်တော့ငါစိတ်ုံသွားရမှာငါအခုခဏလေးနဲ့အိမ်ဝင်လာတာပြီးရင်အလုပ်ကိုပြန်တန်းသွားရမှာပြီးတော့ကော်ဖီလည်းဖြော်ထားဖို့မမေ့နဲ့အောင်ဟုတ်ကဲ့ပါအမ်မိုရီမင်းကလေတော်တော်ကိုမကောင်းတဲ့သူပဲဒီလိုဘေးနားမှာချစ်သူတယောက်လုံးရှိနေရတာနဲ့ဘာဖြစ်လို့တခြားသူပေါ်ကိုစိတ်ရင်သွားရတာလဲပြန်ပြီးထားလိုက်စမ်းအမ်မိုရီမဟုတ်တဲ့တရားအကျိုးတွေတွေးပြီးတော့မင်းအိမ်မက်တွေရှောင်းမှနေတယ်ချက်ချင်းပဲအာယုံကိုပြန်ပြီးတော့စစ်စစ်လိုက်စမ်းဂျက်ကီအတွက်စားတော့တွေပြင်ပြီးတဲ့နောက်မှာတော့ဆေးရုံကိုကျွန်တော်ယူလာခဲ့ပါတယ်ဒီထဲမှာရွှေပြုံသီးနဲ့ကြက်သားလေးတွေထည့်ပေးထားတယ်နော်ပြင်ဆင်ပေးထားတဲ့ဟင်းလျာတွေအားလုံးကမင်းအတွက်အစ်စ်တွေထည့်ပေးထားတယ်မင်းငါပြောလိုက်တာမကြောက်လားကော်ဖီပါယူလာခဲ့ဖို့မမေ့ပါနဲ့ဆိုဘာမှလဲကော်ဖီငါမေ့သွားလို့ပါ sorry ပါကွာအခုချက်ချင်းသွားဝယ်ပြီးတော့ယူလာခဲ့မယ်နော်ထားလိုက်တော့မင်းကငါ့ကိုလာပြီးအချိန်ဖြုံးနေရပဲအိမ်သာပြန်ပြီးတော့နားနေလိုက်စမ်းတော့ငါ့ကိုဘာမှလုပ်ပေးမနေနဲ့တော့ချက်ကီကျွန်တော်အရှမ်းကိုကြေကွဲဝမ်းနေပြီးတော့မျက်ရည်တွေပါကျလာမိပါတယ်ရုတ်တရက်ဟန်နရီကကျွန်တော်နောက်မှရှိနေတာကိုတတိမထားမိလိုက်ဘူးလေဟန်နရီခမ ्या ဘာဖြစ်လို့ဒီကိုရောက်နေရလဲဟန်နရီနဲ့ကျွန်တော်တို့စိတ်ရုပ်ပြင်ပထွက်ပြီးတော့စကားပြောဖို့လုပ်ပါတယ်နေရခန့်နေတဲ့အခြေအနေမျိုးကြီးဆိုတော့ကျွန်တော်လည်းဘာပြောမှမသိပါဘူးနောက်ဆုံးတော့ဟန်နရီပြောလာတယ်ဒီတော့သူကမင်းရဲ့ချစ်သူလားဘယ်လောက်တောင်ရှက်ဖို့ကောင်းလဲခမ ्या အခုအားလုံးမြင်ပြီးသွားပြီမလားငါဒီမှာအလုပ်ကိစ္စတခုရှိတာနဲ့ဝင်လာလိုက်တာပြီးတော့မင်းတို့ဖြစ်ပျက်ကိုကြားသွားတာပဲငါစိတ်မကောင်းပါဘူးမဟုတ်ပါဘူးကျွန်တော်တို့ကလူကြားသူကြားရင်ပြစ်နေကြတာမဟုတ်ပါဘူးငါကမင်းတို့ကိုဝေဖန်တယ်လို့ဖြစ်သွားမယ်ဆိုရင်တော့တောင်းပန်ပါတယ်ဒါပေမဲ့ तू ကမင်းကိုတကယ်ချစ်တယ်လို့ငါမထင်ဘူးနော်မင်းတို့ရဲ့ relationship ကိုပြန်ပြီးတော့တွေးကြည့်လိုက်ရင်ပိုကောင်းမယ်ထင်တယ်ကျုပ်ကိစ္စတွေကိုခမ ्या ဝင်ပြီးဆက်ဖက်ဖို့မလိုပါဘူးဟန်နရီခမ ्या ကျုပ်တို့ကြောင့်ဘာသိလို့လဲကျွန်တော်ရေးစားကအရန်အလုပ်များတဲ့သူဆိုတော့ကျွန်တော်ပဲနားလည်ပေးရမှာပေါ့ငါကမင်းကိုလှုပ်ဖော်ကိုင်မဲ့တယောက်အနေနဲ့အကြံပေးတာပါမင်းကအဆင်မပြေဘူးဆိုရင်လည်းငါတောင်းပန်ပါတယ်ခမ ्या အနေနဲ့ဒီလိုကျွန်တော်ကိုအကြံပေးပိုင်ကိုမရှိဘူးနော်ခမ ्या ကိုယ်တိုင်ကတော့မှတယောက်ပြီးတယောက်နဲ့ထဲလဲတွဲပြီး play boy လုပ်နေခဲ့သေးတာပဲဒါအောင်မှကျွန်တော်လာပြီးနားချနေသေးတယ်ကျွန်တော်ခမ ्या အလုပ်ရက်တွေအားလုံးကိုမြင်ပြီးသားပါဟာမင်းကမြင်သွားတာလားဒါပေမဲ့ငါနိုင်ခဲ့တဲ့သူတွေကတခြားပတ်တနာတွေမရှိကြအောင်နော်မင်းလိုမဟုတ်ကြဘူးမင်းကတော့နေမကောင်းဖြစ်ပြီးတော့မင်းကငါ့ကိုနမ်းလိုက်တယ်လေမှတ်မိလားပါ
ခမရဟာတာရီလာပြီးပြောမနေနဲ့ငါဟာတာရီပြောနေရမဟုတ်ဘူးအဲ့အမှန်ပဲမဖြစ်နိုင်တာကျုပ်ဒီလိုမျိုးဘယ်တော့မှလုံးမှာမဟုတ်ဘူးကျွန်တော်ရှက်ပြီးတော့ထွက်ပြေးလာခဲ့တယ်အမိုရီနေပါဦးဒါဆိုရင်မနေ့ညကကျွန်တော်ဟန်နရီကိုတွေ့ခဲ့တာအိမ်မဟုတ်ဘူးပေါ့ကျွန်တော်မျက်ဝန်းထဲမှာမျက်ရည်တွေဆက်ဆက်ကျနေပြီးတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကိုတော့မှကျွန်တော်အာရုံမထားမိတော့ပါဘူးဆက်တိုက်ဖက်ထွက်ပြေးလာခဲ့ပြီးတော့ကားလမ်းတစ်ခုကိုရှောက်မှာတော့အမိုရီအာငါကောင်းနေမူးလိုက်တာဟမ်ချက်ကြည့်ပါလားကျွန်တော်ဘာဖြစ်သွားခဲ့လဲဆိုတာကျွန်တော်သိချာမသိဘူးဖြစ်နေတယ်ကျွန်တော်မတော်တဆဖြစ်သွားတော့ချက်ကီကကျွန်တော်ကိုကယ်တင်ပေးခဲ့တာလားဒါဆိုရင်တော့ကျွန်တော်တို့ကိုတိတ်ပြီးကျေးဇူးတင်ရတော့မယ်ကျွန်တော်ရှင်ထဲမှာအရန်ထိသွားတယ်ချက်ကီကကျွန်တော်ကိုတကယ်ချစ်တာပဲသူကျွန်တော်ကိုကယ်တင်ပေးခဲ့တာသူဘယ်လိုနေသေးလဲဆရာသူကဘာဖြစ်လို့ရုတ်တရက်ကြီးမတော်တဆဖြစ်သွားတာလဲဟမ်ဘယ်လိုလာပြီးတိုက်ဆိုင်နေရလဲမသိပါဘူးငါသူ့လမ်းခွဲဖို့လုပ်နေတာအခုကျတော့သူ့ကိုလမ်းခွဲမယ်ဆိုတဲ့အကြောင်းသူကောင်းသွားတဲ့အချိန်ထိစောင့်နေပြီးပြောရအောင်မယ်မဟုတ်လို့ရှိရင်ငါကမကောင်းတဲ့သူတယောက်လိုခံစားနေရအောင်မယ်ဆရာကအတိလိုလိုပဲလေဒါပေမဲ့ကျမကတော့သဘောကျပါတယ်ရုတ်တရက်ကြီးနက်စမကသူ့ကိုထားပြီးနားလိုက်ပါတယ်ကျွန်တော်မျက်စိရှိတက်တက်မာတယ်ဒီမြင်ကွင်းကြီးကိုမြင်လိုက်ရတာနှစ်ယောက်သားတီတီတတာတွေပြောပြီးတော့သူတို့ကစေယုံကန်းတွေကထွက်သွားချသေးတယ်ဘာဖြစ်နေရလဲချက်ကီသူကငါ့ပေါ်တစ္ဆာဖောက်သွားတာလားမဟုတ်ပါဘူးငါမရှုံးနိုင်ဘူးမဖြစ်နိုင်ဘူးအမိုရီအိုးမင်းတို့နေပြီလားဘာဖြစ်လို့လဲမင်းဘာဖြစ်လို့ငိုနေရတာလဲကျွန်တော်ကောင်းပါပြီးတော့ခမရဲ့အကြံပေးချက်ကိုနားမထောင်ခဲ့မိဘူးချက်ကီကကျွန်တော်ပေါ်တစ္ဆာဖောက်သွားပြီကျွန်တော်တရားနေထွက်သွားခြင်းနဲ့ကျွန်တော်သူ့မျက်နှာကိုမမြင်ချင်တော့ဘူးဒါဆိုလဲသွားကြတော့ပေါ့အမိုရီငါမင်းကိုကောက်ကွက်ပြီးမယ်နော်ဂီယူဆိုင်ပါအောင်အမိုရီမင်းဘယ်ကိုသွားမလို့လဲမင်းကအခုဒီနေကောင်းသေးတာမဟုတ်ဘူးလေပြီးတော့သူကဘာတူလဲငါ့ကိုခုချက်ချင်းရှင်းပြစမ်းသူကဘာတူပဲဖြစ်ဖြစ်မင်းနဲ့မဆိုင်ပါဘူးအခုချင်းရစပြီးတော့ငါတို့လမ်းခွဲလိုက်ကြတာပေါ့ကိုလမ်းကိုရှောက်ကြတာပဲကောင်းလိမ့်မယ်ဘလို့အသေးပဲမရှိရပြီမင်းကလာပြောနေရလဲလမ်းခွဲမယ်ဟုတ်လားအော်ဒါဆိုရင်သူကမင်းရဲ့ချစ်သူအစ်စ်လားချစ်ရတာမင်းကငါ့ကိုတစ္ဆာဖောက်နေတဲ့ပုံပဲနော်ဟမ်မင်းကိုမင်းတော့ပြန်မတွေးပဲနဲ့သူများကိုလာပြောနေရပေါ့ခုနကသူနာပြုတ်မလေးနဲ့မင်းပါရီပြောခဲ့လဲဆိုတာငါအကုန်ကြားပြီးချက်ကီမင်းကသာဖောက်ပြန်တဲ့ကောင်ပဲဘာမင်းဘာပြောချင်တာလဲမင်းတိတယ်လို့မျိုးအဲ့ဒါတကယ်မဟုတ်ဘူးနော်သူကပဲငါ့ကိုလာပြီးတော့မြှုပ်ဆွဲနေတာငါကသူ့ဘာမှမလုပ်ထားဘူးအမိုရီအဲ့ဒါကြောင့်ငါတို့လမ်းမခွဲလို့ရမလားမလုပ်ပါနဲ့ကွာရှက်ဖို့ကောင်းလိုက်တာမင်းငါနာကိုဘယ်တော့မှထပ်မလာနဲ့တော့မင်းကငါကလည်းနောက်တစ်ချိန်ထပ်ပြီးတော့အခွင့်အရေးပေးလိုက်မယ်လို့မျှော်လင့်မနေနဲ့ငါကတော့မင်းကိုအမြဲတမ်းမျက်စိစုံမိတ်ပြီးယုံကြည်နေခဲ့တာမင်းကငါ့ကိုဒီလိုတွေပြောတယ်ပေါ့တနာစရာကောင်းလိုက်တဲ့အမိုက်လိုကောင်းပဲချက်ကီကကျွန်တော်ကိုရှိုင်းမလို့လုပ်တဲ့အချိန်မှာဟန်နရီရှစ်ကနေဝင်တောင်းလိုက်ပါတယ်ခမရပါလို့ဖို့ကြံစီနေရလဲနောက်ကိုစုပ်လိုက်စမ်းပါဒီကောင်နေငါမင်းတို့ကိုလွယ်လွယ်နဲ့အလွတ်ပေးလိုက်မယ်လို့မထင်လိုက်နဲ့ရပါတယ်အမိုရီငါရှိနေသူရဲ့မင်းကိုသူဘာမှမလုပ်စေရပါဘူးငါချစ်ရတဲ့သူကိုတစ်ချိန်လုံးဘေးနားမှာရှိနေပေးပြီးတော့ကောက်ွယ်ပေးသွားမှာပါဟမ်ချစ်ရတဲ့သူဟုတ်လားဟုတ်တယ်လေအဲ့ဒါကမင်းမဲ့ပေါ့ငါမင်းကိုရိုးသားပြူစင်နဲ့ငါရဲ့အချစ်တစ်ခုလုံးနဲ့ချစ်တာပါခမရဲ့ကျွန်တော်ပေါ်ဂယူဆိုင်မှုတွေကလည်းကျွန်တော်ရဲ့နှလုံးသားတွေကိုနှွေးထွေးစေပါတယ်ဒါဆိုလဲငါမင်းကိုဆက်ချစ်ပြရစီနော်ဇလန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပြိသက်လူတွေနဲ့အတူပြန်လဲဆွေးနွေးကြမှာသေးတယ်ဇလန်ကောင်းလေးတွေကိုဆက်မြောက်ကြည့်ရှုအားပေးကြပါအောင်နော်